Pro1 Global Home Center ဝန်ထမ်းများရဲ့6ချိန်မြောက်တိုင်တိုင်စုပေါင်းတွေးလူတန်းမှုလာပါမင်္ဂလာပါညီမလေးအော်ဒါပေါ့နော်အမရဲ့သွေးလှူတာဘယ်နှကြိမ်မြောက်လဲမသိဘူးရှင့်ဒါပထမဆုံးချိန်ပါတယ်ဒီနေ့တုံနေရလက်ပြားကြီးလည်းအေးဆက်နာပေါင်မပြည့်မှာဆိုလို့လေလှူလို့တော့ရပါမလားလို့စိတ်ပူနေတာတော်သေးရပေါင်ပြည့်သွားလို့ကျွန်တော်လာလဲဆိုရင်တော့ဟိုပေါ့16ချိန်လောက်တော့ရှိပြီဗျဟုတ်ကဲ့အဲ့တော့ဟိုကိုသွေးနေပေါ့နော်တပားသူနည်းနည်းဟိုကျမကြီးတွေကောင်းမဲ့ဟိုအသက်ဆက်ဖို့အတွက်အဆင်ပြေရဆိုပို့ပြီးတော့အားရလဲတော့ပို့ပြီးဝမ်းသာဗီဒီယိုဖြစ်တာပေါ့နော်ဟုတ်ကဲ့ပထမဆုံးသွေးလူကနည်းရောဥစ္စာဆိုကြောက်တာပေါ့ပထမဆုံးအဲ့ကြီးနဲ့ဆိုတော့လေဒါပေမဲ့နောက်ပိုင်းကျတော့ဒီလိုကပုံမှန်မတိုင်းပါဘူးဆို9ကြိမ်မြောက်ပါအရင်ပြောရတယ်ပေါ့နော်ဘယ်တော့ပဲဖြစ်ဖြစ်ကိုယ်ခန္ဓာကိုယ်ကနေရတဲ့အရာတစ်ခုခုကိုတော့လှူမယ်လို့ဆုံးဖြတ်ထားတာပေါ့နော်သွေးလှူခွင့်ရတယ်ဆိုတော့အရင်ပြောတယ်နှစ်ကြိမ်မြောက်မလှူခင်တော့နည်းနည်းစိတ်လှုပ်ရှားတယ်လှူပြီးသွားရဆိုတော့ကိုယ်သွေးနဲ့သူများတွေအသက်ရှင်မယ်ဆိုတော့ပျော်ပါတယ်ဒီတစ်ခေါက်ကတော့သိပြီးတော့စိတ်တော့လှုပ်ရှားရဒါပေမဲ့ပထမဆုံးတစ်ခေါက်တော့စိတ်မလှုပ်ရှားဒါနဲ့ဆိုတော့4ချိန်မြောက်ပါဟို PD ရမ်းဖြစ်ပါတယ်ကိုယ်သွေးတော့လှူရတာဆိုတော့လေဟိုကုသိုလ်လည်းရပါတယ်အများကြီးလည်းကျန်တဲ့ PD ဖြစ်ပါတယ်ဒါနဲ့ဆို9ချိန်ပြောပါတယ်ကိုသွေးနဲ့ချားလို့ကူညီရတာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဝမ်းသာတယ် PD လည်းဖြစ်မိတယ်ပထမအောင်3ချိန်ပေါ့တော့ကြောက်တယ်ဘယ်လိုမျိုးလဲဆိုခြေပြားလက်ပြားရေးခြေပြားလက်ပြားရေးအေးတာတူရတဲ့အချိန်တော့ပုံမှန်ပါပဲပျော်ပါတယ်ပထမဆုံးချိန်ပါအရင်လှူကျင်တော့ရင်နေတော့ခုန်နေတယ်ညတော့အိမ်မက်ထဲတောင်ထမ်းမှတ်တယ်ဝဲအရင်လှူကျင်စိတ်ဖြစ်လို့ပေါ့ကျွန်တော်ပထမဦးဆုံးချိန်ပါခင်ဗျာအရန်ရင်ခုန်စိတ်လို့ကြားနေပါတယ်ခင်ဗျာဟောမင်္ဂလာပါကျွန်တော်တို့ကလန်ဒစ်ပန်ပါအခုကျွန်တော်ဒီသွေးလှူရတာအဆင်ပြေပါတယ်အကောလောက်ကျွန်တော်ဒီအဆင်ပြေအောင်စီစဉ်ပေးရတဲ့အတွက်လည်းအကောလောက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လို့ရှိရင်သွေးမလှူဘူးပါဘူးဒါပထမဆုံးချိန်ပါနောက်လူကျင်တဲ့သူရှိလို့ရှိရင်လည်းကျွန်တော်ဒီမကြောက်ဘူးပေါ့နော်သွေးလှူတာကြောက်စရာမကောင်းပါဘူးကိုယ်သွေးနဲ့တခြားတဝါသူရဲ့အသက်ကိုကူညီလို့ရတာပေါ့နော်အားကြောင့်မလို့နောက်တွေးလို့ခြင်းနဲ့ကျွန်တော်ဒီ Pro1 ကညီကိုမောင်နှမကြီးလူလို့ရပါတယ်ကြောက်စရာမလိုပါဘူးအားလုံးကျေးဇူးတင်ပါတယ်တင့်တွင်ဖြစ်အသက်ကဲပါ